10 မိနစ်နဲ့အမြန်ကြော်ထားတဲ့ချက်မောင်ကြော်ပဲဖြစ်ပါတယ်။ဘာတွေပါလဲဆိုရင်တော့ပစွန်6ပါတယ်၊မြစ်ပါတယ်၊ချက်မောင်ရွက်6ပါပါတယ်။ပြီးတော့ငပိတောင်ဘူးတွေကငပိတောင်နည်းနည်းထည့်လိုက်ပါတယ်။အိမ်ချက်လက်ရာကနေပြီးတော့ပါတယ်ဒီချက်မောင်ရွက်6ထုပ်ပေါ့နော်။အဲ့ချက်မောင်ရွက်6ထုပ်2ထုပ်ကိုသုံးထားပါတယ်။ပြီးတော့7-11မြစ်ထုပ်ကိုထည့်ထားပါတယ်။ပစွန်6ကတော့အိမ်ကထည့်ပေးလိုက်တာပါ။ပြီးတော့ငပိတောင်ဘူးတွေကငပိတောင်ပေါ့နော်။ဟိုဇွန်းနဲ့2စွန်းလောက်ထည့်ထားပါတယ်။အဲ့ဒါတွေကိုစီနဲ့ထည့်ပြီးတော့ရောပြီးကြော်လိုက်ပါတယ်။ချက်မောင်ရွက်ကိုကတော့မကြော်ခင်ရေနည်းနည်းစိတ်လိုက်ပါတယ်နည်းနည်းလေးဟို6အရန်6လွန်သွားရင်အဆင်မပြေတဲ့အတွက်ဆိုအောင်လို့ပေါ့နော်ရေဆေးပြီးသွန်ပြီးတော့ချမောင်ရွက်ပျော့လာပြီဆိုရင်ကြော်လိုက်ပါတယ်စီထည့်ပါတယ်အဲ့မှာချမောင်ကြော်ကောင်းကောင်းလေးရပါပြီငရုတ်သီးကြမ်းမုံလေးထည့်ပြီးတော့လှိမ့်လိုက်ပါတယ်စီနဲ့ပါရှင်ချမောင်ကြော်ရပါပြီရှင်တကယ်ကို10မိနစ်ပဲကြာပါတယ်နော်အမြန်ဟင်းလေးတစ်ခွက်ပါရှင်အရသာကတော့လူတလူလေးတွေထည့်လို့ရတယ်ပေါ့နော်အချိုမုံလို့စားလို့ကတော့မိပြီးမှပဲထည့်လိုက်ရပါတယ်စားလို့လည်းအရင်ကောင်းပါတယ်ရှင်